မျိုးမပွားနိုင်တော့ဘူးဆိုလိုတမယ်အဲ့ဒီအတွက်ကြောင့်ရှုပ်ကူဟင်းဝအစားအသောက်တွေကဂျူးတို့ဤကာတဲ့ဟိုစွန်းစုတုကိုတို့ကထိုက်ဆက်စုတဲ့10 degree Celsius အောက်မှာတိမ်ဆဲဖို့ကအရေးကြီးတယ်ထားရရှိတို့ရတွေစိုက်ကင်းဝဘက်တီးရီးယားတွေကဂျူးတို့ဤကာတဲ့မှု10 degree Celsius အောက်မှာလည်းပဲယူကရစ်ဖွေရူတမယ်ဖြည်းဖြည်းချင်းစီမျိုးပွားနေတာဖြစ်တဲ့အတွက်ကြောင့်ခီမဲရာရဲ့တာခီကန်နိုင်တဲ့တတ်မှတ်ထားတဲ့ကန်တက်ကာလအတွင်းမှာပဲရှီယောစုတုကိုတို့မို့ထိုက်ဆက်စုတဲ့အသုံးပြုဖို့ကလည်းအရေးကြီးတယ်နံပါတ်3ကယာတစုခဲရုဆိုတော့ခိုရိုစုနဲ့အတူတူပဲယာတစုခဲရုဆိုတာတုတ်တင်ရှင်းလင်းသည့်တက်ပြစ်သည်ဟီတိုနီကဲကိုအယောဘစုစိုက်ခင်ရအဝိဒစုကလူတွေကိုဘေးဥပတ်တက်ရောက်စေတဲ့လူတွေကိုဘေးဥပတ်ဖြစ်စေတဲ့ဘက်တီးရီးယားတွေနဲ့ဗိုင်းရပ်စ်တွေကခါနဆုစုရုကိုတို့တဲ့အပူပေးခြင်းဖြင့်ဟိုတွန်းတို့ယာတစုခဲရုအများစုဟာတက်ပြစ်နိုင်တယ်တနည်းအားဖြင့်ခိုရိုစုကိုတို့ကဒေကီမတ်အတူတူပဲတက်ပြစ်နိုင်တယ်နာမနောနိကုအသားစိမ်းတွေစာကနငါးတွေရာဆိုင်ဟင်းဟင်းရွက်တွေမှာတော့ဟီတိုနီကဲကိုအယောဘစုစိုက်ခေကဆွေးတဲ့ဤလူဘာရီကအရုတမဲ့လူတွေကိုဘေးဥပတ်ဖြစ်စေတဲ့ဘက်တီးရီးယားတွေကတ်နေတဲ့အခြေအနေမျိုးတွေရှိတဲ့အတွက်ကြောင့်ခါနဆုကိုဆူရုကိုတိုတဲ့အန်ရှင်းတဲ့တာဘရုကိုတိုကဒေကီမတ်ခါနဆုဆူရုအပူပေးခြင်းဖြင့်နော်အပူပေးခြင်းဖြင့်စိတ်ချလက်ချစားသုံးနိုင်တယ်ထို့ခုနေ့အထူးသဖြင့်နီမိုင်းကိုင်းဆိုတာဆိုတော့အခွန်နှစ်ဖက်ပါတဲ့ခီးယူတွေကိုပြောတာမြန်မာလိုဆိုရင်တော့ဂုံးတွေကိုပြောတာပေါ့နော်ဂုံးတွေကြောက်ခိုင်းတို့ရီထွက်ကုံတွေနီခုနောက်တူကအသာစားတာတွေကချူရှင်温度ကနာနာကျူးကောတို့တဲ့အတွင်းပိုင်းထိရောက်အောင်မဲ့အပူချိန်က85 degree Celsius နဲ့အပွန်ဤကျော်ခါနက်ဆူဆူကိုတို့ကထိုင်စစ်စုတဲ့10မိနစ်နဲ့အထက်အပူပေးဖို့ကအရေးကြီးတယ်ဆိုလိုတဲ့အတိတ်ပဲကခုနပင်လေစာတွေအသားငါးတွေကဆိုတော့အပူပေးတဲ့အခါမှာဒီအစားအသောက်ရဲ့အတွင်းပိုင်းထိရောက်တဲ့အပူချိန်ပေါ့နော်အတွင်းပိုင်းထိရောက်မဲ့အပူချိန်က85 degree Celsius ရှိရမယ်ပြီးတော့ကြာချိန်က10မိနစ်နဲ့အထက်ရှိရမယ်ဒါကအရေးကြီးတယ်နော်ဆရာတို့ဒီပိုးမွားတွေကိုတတ်ဖို့အတွက်အခြေခံပေါ့နော်အကုန်လုံးတော့မဆိုလို့ဘူးအခြေခံကျတဲ့အပူချိန်လို့ပြောလို့ရှိရင်85 degree Celsius ပြီးတော့10မိနစ်နဲ့အထက်ပို့တက်ရမယ်အပူပေးပြီးတော့ပို့တက်ရမယ်ခါနဆုရှိနိုင်ပါအာအပူမပေးတဲ့အခြေအနေမျိုးဥပမာစားရတာအတုတ်တွေပေါ့နော်စားတာတွေဆိုရင်တော့ဟီစီယိုနီအိုဂျီတဲ့လိုအပ်ချက်ပေါ်လိုက်ပြီးတော့ဆက်ခင်းရှိမှပို့တက်ပေးရမယ်တနည်းအားဖြင့်စိုက်ခင်းကိုယာတစုခဲရူတာမယ်ပို့ဘက်တီးရီးယားပိုးမွားတွေကိုတုတ်တင်ဖို့အတွက်နောက်ဆရာတို့ဒီစာမျက်နှာကလည်းအရေးကြီးတယ်နံပါတ်3ရှုပ်ကျူးတခုဟီကီအိုကိုစုအစာအစိတ်သွင်းမှုဖြစ်ပွားစေတဲ့ဒိုင်ဟီယိုတက်ကိနာစိုက်ခင်းရဝီဒစုနာမည်ကြီးတဲ့ဘက်တီးရီးယားတွေနဲ့ဗိုင်းရပ်စ်တွေနံပါတ်1ကချောခန်းရှုပ်ခစ်စစ်စေးဒိုင်ချောခင်းပိုးရဲ့နာမည်အတိုင်းပဲဆရာတို့ချောခန်းလို့ပြောတဲ့အတွက်အစာရင်းတွေဥရီထဲမှာရှိမယ်ဥရှိယဘူတာနာတို့တော့ချောနောနာခနီဤတို့နွားတွေဝက်တွေရဲ့ဥရီထဲမှာရှိတဲ့ဗျောကန်တိုင်းချောခင်းတော့ဟီတိုဆူဒက်ယောဂဖြစ်စေတဲ့ဘက်တီးရီးယားတွေကတစ်ခုဖြစ်တဲ့စီယိုဤတိုကူမိုချီအားကောင်းတဲ့အားပြင်းတဲ့အဆိပ်တွေကိုပိုင်ဆိုင်ထားပြီးတော့ဖူကုစုယမီဇူနိုယောနာကယ်ရီဖူကုစုဘိုင်အောင်တာတွေမီဇူနိုယောနာကယ်ရီရီလိုမျိုးဝမ်းသွားတာတွေအဲ့တော့ဝမ်းအကြီးကြေးနဲ့သွားတာပေါ့နော်စတာတွေပြီးတော့ရှုခစ်စုဒီသွေးယိုစိတ်နာတွေစားတာတွေကိုထိုမိုနာဥဖြစ်စေတဲ့ဂေရီဆိုဝမ်းသွားခြင်းပေါ့ဆိုလိုတဲ့အဓိပ္ပာယ်ကဝမ်းနဲ့သွေးနဲ့ရောပြီးတော့သွားတာပေါ့နော်ဒီလိုမျိုးဟီကီအိုကိုရှိမတ်ဖြစ်ပွားနိုင်တယ်ဥရှိယဘူတာအနာတို့တော့နီကူနီဆွီတေအီရူတာမယ်နွားတွေဝက်တွေရဲ့အသားတွေမှာလည်းပဲကတ်နေတဲ့အတွက်ကြောင့်နီကူကိုနာမတဲ့သာဘဲရုကိုတိုနီယွတ်တဲ့အသားတွေကိုအစိမ်းစားခြင်းဖြင့်ရှုပ်ကျူးသူကူနီနာရီမတ်အစာစိတ်တင်တာဖြစ်စေတယ်မာတာတပန်ခါနဆုကဂျူဘွန်တဲ့နိုင်ပါအိုင်မို့အပူပေးတာမလုံလောက်တဲ့အခြေအနေမျိုးမှာဆိုရင်လည်းနော်အစားအသောက်တွေကိုအပူပေးတာမလုံလောက်တဲ့အခြေအနေမျိုးမှာဆိုရင်လည်းပဲရှုပ်ကျူးသူကူနီနာဒီမတ်အစာစိတ်တင်တာဖြစ်နိုင်တယ်။နောက်နံပါတ်2ကခမ်ပီရိုဘာကူတာဆိုတဲ့ဘက်တီးရီးယားသူလည်းအတူတူပဲဆရာတို့အပေါ်တစ်ခုနဲ့ပေါင်းပြီးတော့မှတ်ထားလို့ရတယ်။ဥရှိယဘူတာထိုရီနာတို့တော့ချောနီအီဒူစိုက်ခေဒက်နွားတွေဝက်တွေပြီးတော့ကြက်တွေရဲ့ဥတွေမှာရှိတဲ့ဘက်တီးရီးယားဖြစ်တယ်။ခုနစိုက်ခင်းကဆွီတာအနီကူကိုဒီဘက်တီးရီးယားတွေကတ်တွယ်နေတဲ့အသားတွေကိုနာမတဲ့ထားပဲလို့တော့အစိမ့်လိုက်စားမယ်ဆိုရင်ရှုပ်ကျူးသူကူနီနာဒီမတ်အစာစိတ်တင်တာဖြစ်နိုင်တယ်။မတာတပန်ခါနဆုကဂျူဘွန်တဲ့နိုင်ပါအိုင်မို့အပူပေးတာမလုံလောက်တဲ့အခြေအနေမျိုးမှာဆိုရင်လည်းပဲရှုပ်ကျူးသူကူနီနာဒီမတ်အစာစိတ်တင်တာဖြစ်နိုင်တယ်။နောက်နံပါတ်3ကဆာရမိုနေရာဇူကုကင်သူလည်းအတူတူပဲဆရာအပေါ်ကနှစ်ခုနဲ့တွဲပြီးတော့မှတ်လို့ရတယ်။ဥရှိယဘူတာနွားတွေဝက်တွေပြီးတော့ထိုရီကျက်တွေနာရူတော့အစရှိတဲ့ချောနီအီဒူစိုက်ခေတဲ့ဥမှာရှိတဲ့ဥတွေမှာရှိတဲ့ဘက်တီးရီးယားအမျိုးအစားဖြစ်တယ်။ခုနစိုက်ခင်ဝဒီရဲ့ဘက်တီးရီးယားကထိုဒီနောသမာကောနီမိုဆွီတဲ့အီဒူဘာကြီးကအာရီမတ်ကျက်တွေရဲ့ဥတွေပါလည်းပဲကတ်တွယ်နေတာမျိုးရှိတယ်။စိုက်ကင်းကဆွီတာနီကူကိုဒီဘက်တီးရီးယားတွေကတ်တွယ်နေတဲ့အသားတွေကိုနာမတဲ့သားပဲသားဒီအစိမ်းစားတာတို့ပြီးတော့ခါနဆုကဂျူဘွန်တဲ့နိုင်ပါကြီးအပူပေးတာမလုံလောက်တဲ့အခါမျိုးမှာရှုပ်ကျူးသူကူနီနာဒီမှာအစာစေးတင်တာဖြစ်နိုင်တယ်။
နောက်နံပါတ်၄ကဆဲရဲဥစုခင်ကတော့မတူတော့ဘူးသူကခါဆင်းရစုချီနောနာကအနာတို့ခါဆင်းဆိုတာမြေကြီးတွေပြီးတော့စုချီနောနာကဆိုမြေကြီးရဲ့အထဲတွေစတဲ့နေရာတွေရှီစင်းခိုင်နော်တကယ်တဘာဝတွေထဲမှာဟီရိုခုဘွန်ဘူစတေအီဒူစိုက်ခင်တဲ့နော်ကြေပြန့်တည်ရှိနေတဲ့ဗတီရီယာအမျိုးအစားတွေဖြစ်တယ်စုချီကစခိယာဆိုပြီးမြေကြီးတွေကတ်လွယ်တဲ့ကိုကူရီဆိုတော့အစိတ်မျိုးစိတ်တွေပြောတာဥပမာအိုကူမဲအိုဖူကူမူအဲ့ထဲမှာဆရာတို့ဆန်လဲပါတယ်ပေါ့နော်အစိတ်မျိုးစိတ်ထဲမှာဆန်တွေဂျုံတွေပါမယ်ပြီးတော့မာမဲရူဤပဲမျိုးစိတ်တွေပါမယ်ခိုးရှင်ရောနားတို့ခိုးရှင်ရောဆိုဟင်းခတ်အမွှေးကြိုင်ပြောတာကျတော့အမှုန့်မဖြစ်ခင်အခြေအနေပေါ့နော်ဥမာငေကောင်းစေးတို့ဘာတို့ပေါ့ဒီလိုဟင်းခတ်အမွှေးကြိုင်နေနားတို့ကအစတာတွေကဥမုံနာခန်းစင်ကင်တဲ့အဓိကကူးဆက်ရတဲ့အကြောင်းရင်းဖြစ်တယ်ခီချင်းတို့အေးဆေခန်ဒီယိုရှင်နိုင်တို့တေချာပူမကစ်စီစီမံခန့်ခွဲမှုကိုမလုပ်ဘူးဆိုရင်ချားဟန်ရစပါဂက်တီနားတို့တဲ့ထမင်းကြော်တွေပြီးတော့စပါဂက်တီစားတာတွေကြောင့်ရှုပ်ကျူးသူကူနီနာတို့ဘာဟိကအရီမတ်အစာစိတ်တဲ့နာမျိုးဖြစ်နိုင်ခြေရှိတယ်အဲ့တော့ဆရာတို့နံပါတ်၄ကဆဲရုပ်စုခင်းဆိုတဲ့ပိုးကမြစ်ရည်တွေပြီးတော့မြေကြီးတွေမှာရှိတဲ့အတွက်ကြောင့်ဒီမြစ်တွေမြေကြီးတွေနဲ့နီးတဲ့နော်ဆရာတို့အစားအသောက်တွေကနေတဆင့်ကူးဆက်နိုင်တာပေါ့နောက်နံပါတ်5ကဥရှော့ကူပူတိုကျူခင်သူကတော့ဆရာတို့ဒန်ယာတွေမှာရှိတဲ့ပိုးပေါ့နော်ဟီတိုနော့ဟီဖူရနိုတို့လူတွေရဲ့အရေးပြားတွေပြီးတော့အနိုတို့လေချောင်းတွေပြီးတော့ခီဇူကူချီဆိုတာဒန်ယာအဝတွေပေါ့နော်တခုခုဒန်ယာရရှိထားတဲ့နေရာတွေမှာအီဒူစိုက်ခင်တဲ့ရှိတဲ့ဗတီရီယာပုံမျိုးဖြစ်တဲ့တခုနိအထူးသဖြင့်ချောရီယိုဆူရူဟီတိုနော်ထေရဒီဟင်းချက်ပြုတ်မဲ့လူရဲ့လက်တွေပြီးတော့ UV နိလက်ချောင်းတွေမှာခီဇူကအာရုတိုဒန်ယာရှိတယ်ဆိုရင်ရှုကူဟင်းကိုအိုဆန်ဆူရူခါနိုဆဲကထာခါကူနာရီမတ်အစားအသောက်ကိုညဉ့်ညမ်းစေနိုင်ခြေပိုများသွားမယ်ညဉ့်ညမ်းနေဆိုတာကဆရာတို့ဗတီရီယာပိုးမွားတွေကြောင့်အစားအသောက်တွေညဉ့်ညမ်းသွားတာမျိုးပြောတာပေါ့နောက်နံပါတ်6ကဝေရီရှုခင်သူကတော့ဟီတိုရဒိုဘူးစုနော့ချောခံရလူတွေပြီးတော့တရိษံတွေရဲ့ဥတွေပြီးတော့ဒိုဂျောမြေစီလွှာတွေနားတို့နီးစားတဲ့နေရာတွေမှာဟီရိုခုဆဲဆုကုဆူရူစိုက်ခင်တဲ့ကြေပြန့်ရှင်တန်တဲ့ဗတီရီယာမျိုးဖြစ်တဲ့ဆန်းစုံတော်နိုင်ထိုကိုရိုတဲ့ဖူရဲ့အောက်ဆီဂျင်မရှိတဲ့နေရာမှာတိုးပွားပြီးတော့ဂါဟိုစကူရူနော်ကအခွန်မာဖန်တီးတာကထုတ်ကြောတဲ့သူ့ရဲ့ထူခြားချက်ဖြစ်တယ်ဒီမှာဆရာတို့ဂါဟိုဆိုတဲ့အခွန်မာကဒီဗတီရီယာပုံမွားတွေကသူကနုနေတဲ့ပုံမွားတွေဖြစ်တယ်ဒါကြောင့်သူလွယ်ရှင်တန်လို့မရတဲ့နေရာမျိုးပေါ့နော်အပူချိန်အရမ်းများတာမျိုးရေဓာတ်မရှိတော့တဲ့နေရာမျိုးအာဟာရဓာတ်မရှိတော့တဲ့နေရာမျိုးဒီလိုနေရာမျိုးတွေမှာသူကိုယ်သူဂါဟိုဆိုတဲ့အခွန်မာကိုပြုလုပ်ပြီးတော့အသက်ရှည်အောင်နေနိုင်တာပေါ့နော်အဲ့တော့ဒီပိုးတွေထူခြားချက်ကတော့ဂါဟိုဆိုတဲ့အခွန်မာကိုဖန်တီးနိုင်တာဖြစ်တယ်ခါတဲ့ဟင်းလျာတွေပြီးတော့နီမိုနိုရီယောရီချက်တဲ့ဟင်းလျာတွေကဂင်းအင်းရှကူဟင်းနီနာရုကိုတိုကအာရီမတ်အဓိကအကြောင်းရင်းဖြစ်စေတဲ့အစားအသောက်တွေဖြစ်တဲ့ခါနစ်စုချော်ဒီစတာရှကူဟင်းကိုဒီအပူပေးချက်ပြုတ်ထားတဲ့ဟင်းတွေကိုဆူမီယာကနေအလင်းမြန်ဟီယာစုကိုတိုကအီးခံဖို့ကထိုင်ဆက်စုနီနာရီမတ်အရေးကြီးတယ်ချက်ပြီးသားဟင်းတွေကိုဆရာတို့အလင်းမြန်အီးခံတာကတော့ဒီပိုးမှာမဟုတ်ဘူးပေါ့နော်အကုန်လုံးပိုးအားလုံးအတွက်ဆရာတို့ကမှတ်ထားမှာချက်ပြီးသားဟင်းတွေဒီအလင်းမြန်အီးခံရမယ်နော်အခန်းပူချိန်မှာအကြာကြီးမထားဘူးနောက်နံပါတ်9ကချောအင်ဘီဘူရီယိုသူကတော့ခိုင်းဆွေရဥမီနောဒိုရိုနာဒိုနီခိုင်းဆွေဆိုတော့ပင်လေရည်တွေပြီးတော့ဥမီနောဒိုရိုပင်လေရဲ့ဒိုရိုဆိုရွှွန့်နေပေါ့နော်ဒီရရွှွန့်နေနာဒိုနီစားတဲ့နေရာတွေမှာဆဲဆုကုဆူရူစိုက်ခင်တဲ့ရှင်တန်တဲ့ဗတီရီယာမျိုးဖြစ်တယ်နာtsူဘာနောခိုင်းဆွေနောအွန်ဒိုကအာဂါရုတိုနာtsူဘာဆိုတာနွေရာသီကိုပဲပြောတာဆရာတို့နွေရာသီပင်လေရည်ရဲ့အပူချိန်ကအာဂါရုတိုမြင့်တက်လာရင်စိုက်ခင်တော့ခါtsူရိုကခါပတ်စုနီနာတဲ့ဒီဗတီရီယာတွေရဲ့လှုပ်ရှားမှုကတက်ကြွလာပြီးတော့နော်ခါtsူရိုဆိုလှုပ်ရှားဆောင်ရွက်မှုကခါပတ်စုနီနာတဲ့တက်ကြွလာပြီးတော့ဂီယိုခိုင်ရီနီစကီမတ်ရီထွက်ကုန်ဒီမှာတွားပြီးတော့တွေ့ကတ်တယ်ခုနိုဆိုင်ခင်ကဆွီတာဆာကာနာကိုဒီဗတီရီယာတွေကတ်တွေ့နေတဲ့ငါးတွေကိုနာမတဲ့ထားပဲတို့အစိမ့်တိုင်းစားမယ်ဆိုရင်ရှုပ်ကျူးတကူနီနာရီမတ်အစာစိတ်တဲ့နာမျိုးဖြစ်နိုင်ခြေရှိတယ်ခါနဆုစတာရီအပူပေးတာတို့ပြီးတော့ဂီယိုခိုင်ရီကိုရီထွက်ကုန်တွေကိုမာမီစုတဲ့အာရာဥခိုတိုကမာမီစုဆိုတာဆရာတို့ရေချိုပြောတာနော်ရေချိုနဲ့ပြန်လေစီကြောခြင်းကထိုင်ဆက်စုနီနာရီမတ်အရေးကြီးတယ်နောက်နံပါတ်8ကနိုရိုဝီရုစုဒါမှတ်ထားမယ်နော်ဆရာတို့ရှေ့ခုနှစ်မျိုးဒီဘက်တီးရီးယားတွေနော်အခုနံပါတ်8က virus နော်နံပါတ်8က virus နိုရိုဝီရုစုနိခန်းစင်းစာရတာနိုရို virus ကူးထားတဲ့နီမိုက်ကားကြီးအခုနှစ်ဖက်ပါတဲ့ခယူတွေဆရာတို့ရှိမှတခါပြောခဲ့တယ်နော်ဂုံးတွေပေါ့ဂီယိုခိုင်ရီရေထွက်ကုန်တွေနားတို့စားတာတွေကိုဂျူဘွန်ဒီခါနစ်ဆုရှိနိုင်တယ်လုံလောက်အပူမပေးဘဲနဲ့ထားပဲတူတို့စားသုံးမိမယ်ဆိုရင်ရှုပ်ချူးတူကူနီနာဒီမှာအစာစိတ်တင်တာမျိုးဖြစ်နိုင်တယ်မာတာတပန်နိုရိုဝီရစ်စုကနိုရိုဗိုင်းရပ်စ်ကဖူဘန်ဆိုတာဆရာတို့မစင်ကိုပြောတာပေါ့နော်ဒီချီးတွေပေါ့နော်ပြီးတော့အိုတိုဘူးစုအန်ဖတ်တွေစားတဲ့နေရာတွေမှာလည်းပဲဆွီတဲ့အီရူတာမဲ့ကတ်တွယ်နေတဲ့အတွက်ကြောင့်ထွေးတဲ့တော့အထုံတော့ထဲရတာကြီးကအိမ်သာသွားပြီးတဲ့နောက်လက်စီးတာကထူတဲ့မို့ထိုင်ဆက်စုတဲ့အရန်အရေးကြီးတယ်
အဲ့တော့ဆရာတို့ဒီအခန်းမှာတော့အဓိကထားပြီးကြည့်ရမှာကအစာစိတ်သင့်မှုကိုကြိုတင်ကာကွယ်မဲ့အချက်၃ချက်ရဲ့ပြီးတော့ဗတိတရားပိုးတွေသူတို့ရှင်သန်တတ်တဲ့နေရာတွေပြီးတော့သူတို့ရဲ့ယောဂလက္ခဏာတွေပေါ့နော်ဒါတွေကိုအဓိကထားပြီးတော့ကြည့်ရမယ်